တေချောင်းမြို့နယ်အောက်ပိုင်းမှာဖိုးဆက်တပေလိုင်းနဲ့ကာလန်ပိတ်ဆို့ဖြတ်တောက်ထားတာတလကျော်ကြာလာပြီဖြစ်လို့စားနပ်ရိက္ခအခက်အခဲကြိုတွေ့နေရတယ်လို့ဒေတာခန်တွေကပြောပါတယ်။တော်လိုင်းပူပေါင်းတပ်တွေကဗိတ်တိုရဲ့အမှတ်ရှိပြည်အောင်စုကာလန်ဘော်ကဝင်းဝစခန်းတွေတိုက်ပွဲဖော်ဆောင်ဖို့စစ်စင်ရေးကာလအတွင်းတေချောင်းမြို့နယ်အောက်ပိုင်းပြည်တိုင်ရွာကနေဘလော်မြို့နယ်ဘလောက်မြို့အနီးရှိစင်ထိုးကြီးရွာအထိဖိုးဆက်တပေလိုင်းနဲ့ကာလန်ကိုပိတ်ထားတာဖြစ်ပါတယ်။ဗိတ်တိုရဲ့ကာလန်ဖြတ်တောက်ထားတဲ့အတွေ့စစ်ဘေးရှောင်ပြည်သူတွေမျိုးပေါ်တွာလာလို့မရသလိုဇာနာရိတ်ကရောင်းချတဲ့ကားတွေလေတဲချောင်းမြို့နယ်အောက်ပိုင်းကိုဆင်းမရတဲ့အတွက်ဇာနာရိတ်ကရှားပါကဈေးကြီးပေးဝယ်ယူနေရတယ်လို့ဆိုပါတယ်။ကားတဲ့လေတန်းခီးနဲ့တည်ယူရောင်းချသူတွေစီကနေဈေးကြီးပေးဝယ်ယူနေရတာလို့ဝင်းဝစခန်းနေနေတဲ့စစ်ဘေးရှောင်အမျိုးသားတို့ကပြောပါတယ်။ဖုန်းဆက်တော်ရေးလိုင်းတွေကိုဖေဖော်ဝါရီလ3ရက်ကနေစတင်ဖြတ်တောက်ခဲ့ပြီးဗိတ်တိုရဲ့ကာလန်ကိုတော့ဖေဖော်ဝါရီလ10ရက်နေ့ကစလို့ပိတ်ထားတာပါ။စစ်ဘေးရှောင်နေရတဲ့မိဘအညီကိုမောင်နှမတွေကိုဖုန်းဆက်သွယ်မရလို့ဘေကင်းလိုချိုရင်းနဲ့စားဝတ်နေကိစ္စရက်တွေတွေ့များစွာစိတ်ပူနေရတယ်လို့ထိုင်းနိုင်ငံရောက်မိသားစုဝင်တွေကပြောပါတယ်။တိုက်ပွဲနဲ့လေကြောင်းတက်ခိုက်ခံရတာစစ်ကြောင်းထိုးလာတဲ့ဆက်နာရှင်တပ်ကဖမ်းဆီးတပ်ဖြတ်တာစစ်သည်မောကလက်နက်ကြီးနဲ့ပစ်ခတ်တာတို့ကြောင့်ရတာထိခိုက်သိမ်းဆုပ်တန်ရာရတာတွေရှိခဲ့ပြီးလူနေနဲ့ဘာသာရေးအဆောက်တွေမိလောင်ပျက်စီးတာတွေလည်းရှိတယ်လို့ဒေတာခံတွေနဲ့စစ်ဘေးရှောင်မိသားစုဝင်တွေကပြောပါတယ်